ကျွန်တော်တို့အိမ်တလုံးစောက်တဲ့အချိန်မှာလက်ရကောင်းတယ်ဆိုတာကျွန်တော်တို့ဒါအလွယ်ပြောလို့မရဘူးဗျဒီလက်ရကောင်းမှုဆိုတာကအဓိကတော့ကျွန်တော်တို့သုံးတဲ့ပစ္စည်းပေါ့နော် quality ပြီးတော့အချိုးအစားပြီးတော့နောက်တစ်ခုကကျွန်တော် management ပေါ့ဆိုတော့ဒီသုံးခုလုံးကောင်းမှကျွန်တော်တို့လက်ရကောင်းတယ်လို့နောက်ဆုံးအချုပ်အနေနဲ့အဖြေရထွက်တော့ပေါ့ဆိုတော့လက်ရကောင်းတိုင်းဥပမာ contractor တူကရခင်အစုံမှာဥပမာ engineer တယောက်ကပေါ့ဗျာအိမ်တလုံးစောက်ဖို့ကုမ္ပဏီတစ်ခုသွားပြီးအပ်တယ်ဒါပေမဲ့ဒီကုမ္ပဏီကလက်ရကောင်းတယ်ဆိုရင်ဒါဒီတစ်လုံးမှကောင်းတာလားဒါမှမဟုတ်နောက်အလုံးမှကောင်းမှာလားဒါတွေကိုကျွန်တော်စဉ်းစားသင့်တယ်နော်ဆိုတော့ contractor တူဆိုလဲထုံနေလည်းကောင်းမယ်ဒီလူတယောက်ကကောင်းတာလားနော်ဒါမှမဟုတ်နောက်တစ်ယောက်ပြောင်းသွားရင်ကောင်းမလားပေါ့နော်ဒီလိုစဉ်းစားသင့်တယ်ဘာကြောင့်ဒီလိုစကားပြောလဲဆိုတော့ကျွန်တော်တို့က contract တာတူကတခါကြရင် contract company ပဲဖြစ်ဖြစ်ပေါ့နော်သူ့အောက်မှာလုပ်တဲ့ labor ဒီလိုသူတို့ကစက်ကွန်းပြန်ပေးတာပေါ့နော်ဆိုတော့ပြန်ဆိုပြန်ပေါ့ဆိုပြန်ပြီးတော့ဒီပြန်အဖွဲ့ကကောင်းလို့ဒါသူတို့ကောင်းတာပေါ့နော်တခါကျရင်သူတို့ရဲ့ management မပါဘဲနဲ့ဒီပြန်အဖွဲ့ရှိနေလို့သူ့ကုမ္ပဏီမလုပ်နေလို့သူ့ကုမ္ပဏီကစောက်တဲ့အလုပ်ကြီးကောင်းနေတာဒီပြန်ဖွဲ့တဲ့သူနဲ့လက်တွဲဖြုတ်ပြီးတော့ဒီပြန်ဖွဲ့မသုံးဘူးနောက်ပြန်ဖွဲ့သုံးတယ်နောက်လေးရပြောင်းသွားမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးအချက်ကိုကျွန်တော်သိချင်စဉ်းစားတယ်ဒါကြောင့်ကျွန်တော်တို့လက်ရကောင်းတယ်ဆိုတာကရွေးချယ်တဲ့နေရာမှာတကယ်ကိုယ်တိုင်လုပ်တဲ့လူကလက်ရကောင်းဖို့လေလိုသလိုဒီ contract ဒီပုတ်ပြက်အဖွဲ့ကကျွန်တော်တို့စက်ကွန်ပေးထားတဲ့ပြန်ဆိုပြန်ဖွဲ့ကလက်ရကောင်းတယ်သူ့ကိုဦးစီးတဲ့ကုမ္ပဏီတော်လည်းကောင်း contractor တော်လည်းကောင်းသူ့အပေါ်ကလူကလည်းကျွန်တော်တို့လက်ရကောင်းအောင် supporting လုပ်ပေးလို့ရတယ်နော်ဥပမာကျွန်တော်တို့အုပ်စီပြီးရင်ရေတွေပြန်လောင်းပေးတာတော့နော်ဟိုမှာနိုင်ရန်ဒီ crack ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့တဲစကားချပြီးတော့ကျွန်တော်တို့ချောပေးတာနော်ဒီနေရာမှာမကောင်းတဲ့လူတွေတော့လက်ရင်လက်တယ်လို့ပြောကျွန်တော်တို့တဲစကားမချတော့ဘဲနဲ့ဒါရှိတဲ့သိန်းနဲ့နှုံးနေပါရင်လည်းကျွန်တော်ဆိုင်ရလာတဲ့ဟာကိုချောလိုက်ပါပဲတဲစကားချဖို့ဆိုကျွန်တော်တို့ရေတိုင်ကြီးနဲ့ကျွန်တော်တို့စကားနဲ့တခြားချပြီးတော့လှုပ်ရှုပ်စေတယ်လေဆိုတော့ labor ကကုန်မှဆိုလို့တုံတော့မလုပ်ကြဆိုတော့အဲ့လိုအပိုင်းတွေမှာလက်ရကောင်းတယ်ဆိုရင်ကျွန်တော်တို့ကဘာကြောင့်လက်ရကောင်းတာလဲလက်ရကောင်းမှုဆိုတာကကျွန်တော်ခုနပြောသလို PC quality နောက်လုပ်တဲ့ management နော်ပြီးတော့မှအချိုးအစားဆိုတဲ့နေရာမှာကျွန်တော်တို့ဘီလက်မြေနော်1 to 4ထည့်ရမယ်ဆိုရင်ကျွန်တော်1 to 4ထည့်ပါ1 to 4မထည့်ဘဲနဲ့ကျွန်တော်ဘီလက်မြေပို့လိုက်တယ်ဆိုရင်တဲတွေနဲ့ဆိုရင်ကျွန်တော်ဒါတဲတွေထွက်နေတာတွေနော်လက်နဲ့ပို့လိုက်တာနဲ့တဲတွေအပြင်ထွက်နေတာတွေနော်အမှုန်တွေရန်ထွက်နေတာတွေဘီလက်မြေစိတ်သေးမှုကဘာမှမရှိတဲ့အတွက်နော်ဒါကိုလေကျွန်တော်တို့သတိထားဖို့လို့ဒါကြောင့်လူကြီးမင်းနေနဲ့အိမ်တစ်လုံးဆောက်လို့လက်ရကောင်းတဲ့လူကိုရွေးချယ်နေဆိုရင်ကျွန်တော်တို့ကဒီချက်တွေနဲ့ကိုက်ညီနေပါပဲနော်ဒါမှပဲဟိုအိမ်ကကျွန်တော်တို့နော်တကယ်ကိုချင်းကြပြင်းကြဖြစ်မယ်နော်နိုင်ရနေနော်ဆက်လက်တွေနော်ကျွန်တော်လေးကိုယ်တိုင်မရှိမင်းနဲ့နော်ကောင်းကောင်းမွန်မွန်နဲ့နော်ဖြစ်စီမှာဖြစ်တယ်ဆိုတော့နော်ကြံပြဆွေးနွေးလုပ်ပါတယ်